ရခိုင်ပြည်နယ်ကစစ်တပ်ထိန်းချုပ်ထားတဲ့ကြောက်ဖြူမြို့နယ်ထဲမှာစစ်တပ်နဲ့အာရခတတော်အေတို့ကြားနှစ်ဖက်တိုက်ပွဲများဆက်ပြီးပြင်းထန်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ကမင်းပြင်ရွာမှာတိုက်ပွဲတွေဆက်ပြီးဖြစ်နေတာလို့သတင်းရင်းမြစ်တူကဆိုပါတယ်။တစ်ချိန်တည်းမှာပဲမင်းပြင်ရွာမှာရှိတဲ့ရေဒါစခန်းအနီးမှာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်12ဦးထက်မနည်းလက်နက်ကြီးထိမှန်ခဲ့တဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ရုပ်သံဖိုင်ထဲမှာတော့ရေဒါစခန်းအနီးမှာစစ်ကော်မရှင်တပ်ဖွဲ့ကတန်းစီနေရယူတာမျိုးလုပ်နေပြီးတပ်ဖွဲ့ဝင်တယောက်ကမှတ်တမ်းဓာတ်ပုံရိုက်ဖို့နေရာယူပြင်ဆင်နေတာကိုတွေ့ရပါတယ်။ရုပ်သံဖိုင်အရစစ်ကော်မရှင်တပ်ဖွဲ့ဝင်12ဦးထက်မနည်းရှိပြီးအဲ့ဒီထက်က10ဦးထက်မနည်းကတော့လက်နက်ကြီးထိမှန်ပြီးသေဆုံးနိုင်တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။လက်နက်ကြီးတစ်လုံးဟာဓာတ်ပုံရိုက်နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေရှိရာနေရာကိုကြားရောက်ပေါက်ကွဲပြီးနောက်တစ်လုံးကတော့ရေဒါစခန်းရဲ့ဘဲဘက်အနောက်ဘက်ခြမ်းကိုကြားရောက်ပေါက်ကွဲတာကိုယခုလိုပဲတွေ့မြင်ရပါတယ်။လက်နက်ကြီးထိမှန်သွားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ကိုကြီးမထိမှန်တဲ့သူတွေကအနီးအနားကအဆောက်အဦတစ်ခုတည်းဆွဲသွင်းနေတာကိုလည်းရုပ်သံမှာတွေ့ရပါတယ်။နိုဝင်ဘာ14ရက်တုန်းကဖြစ်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာမင်းပြင်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးလာလို့အေးတပ်ဖွဲ့တွေဆုတ်ခွာသွားပြီးနောက်စစ်တပ်ပြန်ဝင်ပြီးနေရာယူချိန်မှာဖြစ်ပွားခဲ့တာလို့မြေပြင်အခြေအနေသိသူတယောက်ကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်တိုင်းချောင်းရွာကနေစစ်တပ်ကစစ်ကူစစ်ကြောင်းထပ်မံဆစ်လွတ်ခဲ့ပြီးအဲ့ဒီစစ်ကူစစ်ကြောင်းကိုအေးနဲ့ပူပေါင်းတပ်တွေကမိုင်းဆွဲပြီးဂျားဖြတ်တိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့တယ်လို့လည်းသူကဆက်ပြီးပြောပါတယ်။လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့တပ်ဖွဲ့ဝင်10ဦးထက်မနည်းနဲ့နောက်ထပ်စစ်ကူလာတဲ့စစ်ကြောင်းလည်းဖျက်တိုက်ခံရပြီးစစ်ကြောင်းပြတ်သွားတာကြောင့်စစ်တပ်ဘက်ကသေဆုံးမှုများနိုင်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။လက်ရှိမှာကြောက်ဖြူမြို့နယ်ကမင်းပြင်အပြင်ချောင်းဝနဲ့စစ်တပ်ပြန်လဲထိန်းချုပ်လိုက်တဲ့တိုင်းချောင်းရွာတွေဘက်မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းမြစ်တချို့ကပြောဆိုထားပါတယ်။စစ်ကော်မရှင်ကတော့ကြောက်ဖြူမြို့နယ်ကစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားတာမရှိပါဘူးခင်ဗျာ။ KK ဘက်ကိုအပြည့်ရှင်းမယ်လို့စစ်ကောင်းဆောင်ပြောဆိုလာတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ကင်းပြည်နယ်ထဲမှာကြောက်ဖြတ်နေနေလုပ်နေတယ်လို့ပြောပြီးထိုင်းမြန်မာနယ်စပ်က KK ဘက်နေရာကိုရှင်းလင်းရေးဆက်လုပ်မယ်လို့အာဏာသိမ်းစစ်ကောင်းဆောင်မရောက်နိုင်ကပြည်နယ်မြို့တော်ဗအံကိုရောက်နေချိန်မှာပြောဆိုလာပါတယ်။စစ်ကောင်းဆောင်မရောက်နိုင်ဟာဗအံမြို့ကိုနိုဝင်ဘာ10ရက်မှာတွားခဲ့ပြီးပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေရမီရပ်ဖားတို့တွေ့ဆုံချိန်မှာအခုလိုပြောဆိုခဲ့တာလို့ဆိုပါတယ်။ကြားဖြတ်နေနေကိုအမျိုးသားရေးတာဝန်တရက်လို့မှတ်ယူပြီးလုပ်မယ်လို့လည်းသူကပြောသွားပါတယ်။ကရင်ပြည်နယ်အတွင်းမှာတည်ငြိမ်အေးချမ်းမှုပြည့်ဝင်းအောင်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကလှုပ်ဆောင်နေတာလို့လည်းသူကပြောခဲ့တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။ဒါပြင်ကရင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းမှုပြည့်ဝင်းအောင်လုပ်နေတာကိုလူတို့အနေနဲ့ကာကွယ်ဖို့သူကပြောပေမဲ့ဘယ်လိုလုပ်ရက်တွေဆိုတာကိုတော့သူကထည့်သွင်းပြောဆိုထားတာမရှိပါဘူး။စစ်ကောင်းဆောင်ကရွေးကောက်ပွဲအကြောင်းထုတ်ပြောခဲ့ပြီးရွေးကောက်ပွဲပြီးတဲ့အခါရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ပဲနိုင်ငံရေးလမ်းကြောင်းကိုဆောင်ရွက်သွားရမယ်လို့သူကဆိုပါတယ်။ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ကရင်အမျိုးသားစီယုံ KNU ကတော့လာမယ့်ရွေးကောက်ပွဲမှာပြည်သူတွေနဲ့အတူဆန့်ကျင်သွားမှာဖြစ်ပြီးစစ်တပ်ရွေးကောက်ပွဲဟာစစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေရေးအတွက်သာဖြစ်တယ်လို့နိုင်ငံတွင်းပြည်ပခါကိုပုံမပြင်းထန်စေပြီးဒေသတွင်းမတည်ငြိမ်မှုကိုပါဆက်လက်ဖြစ်စေတယ်လို့အစောပိုင်းကတည်းကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်းဆောင်ဟာနိုဝင်ဘာ15ရက်တရက်ထဲမှာပဲမော်ပြည်နယ်မော်လမြိုင်မြို့ကိုသွားခဲ့ပြီးဖျားဖူးတာညာစည်းတန်းကိုလိုက်ကြည့်တာတွေလုပ်တဲ့တပ်ပုံတွေကိုလည်းထုတ်ပြန်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်းဆောင်ဗယံခီးစဉ်မစတင်ခင်တရက်လိုမှာစစ်တပ်ထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကိုကရင်အမျိုးသားလူမျိုးရေးတပ် KNL နဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်လိုက်ပါတယ်။မောတောင်မြို့ဟာထိုင်းမြန်မာနယ်စပ်ကုန်းသွေးစခန်းရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာစစ်တုံးမှန်43ဦးနဲ့လက်နက်ခဲယမ်းတွေဖမ်းဆီးရမိခဲ့တယ်လို့ KNL ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ကြားဖြတ်ကြီးဆိုတဲ့နေရာတွေကိုမြန်မာတရုတ်အပါအဝင်6နိုင်ငံပူးပေါင်းထိန်းချုပ်ဖို့ဆွေးနွေးတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ online ငွေလိမ်ကြားဖြတ်နေနေပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်သွားမယ်လို့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်စတဲ့6နိုင်ငံပူးတွဲလုပ်တဲ့ကိုမင်းဆွေးနွေးပွဲကနေရလဒ်ထွက်တယ်လို့စစ်ကောင်စီကနိုင်ငံပိုင်သတင်းစာကနေဒီကနေ့နိုဝင်ဘာ16ရက်မှာကြေညာလာပါတယ်။ဒေသတွင်းမှာ online လိမ်လည်မှုအဓိကလုပ်နေတဲ့နေရာတွေကိုအဲ့ဒီနိုင်ငံတွေကပူးတွဲထိန်းချုပ်သွားဖို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကော်မရှင်ကပြောပါတယ်။အမေရိကန်ဘက်က online ငွေလိမ်လုပ်ငန်းကြားဖြတ်တိုက်ဖြတ်ရေးအထူးအဖွဲ့ဖွဲ့စည်းပြီးတရက်ကြာမှာပဲအရှိတောင်အာရှတွေက6နိုင်ငံကလည်းကြားဖြတ်နေနေအတွက်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ခြေလှမ်းစလာတာဖြစ်ပါတယ်။နိုဝင်ဘာလ14ရက်ကတရုတ်နိုင်ငံကူမင်းမြို့ဟိုင်ကင်ဟိုတယ်မှာကျင်းပခဲ့တဲ့ဒီအစည်းအဝေးဟာမြန်မာအပါအဝင်နိုင်ငံပေါင်း6နိုင်ငံကနေကြားဖြတ်အရေးအတွက်ပထမဆုံးလုပ်တဲ့ online လိမ်လည်မှုပူးပေါင်းတိုက်ဖြတ်ရေးဆိုင်ရာဝင်ကြီးအဆင့်အစည်းအဝေးဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာ online လိမ်လည်ကြားဖြတ်တွေကိုတိုက်ဖြတ်ဖို့နိုင်ငံတကာမဟာမိတ်ပူးတွဲတည်ထောင်ရေး online လိမ်လည်မှုလုပ်ကိုင်နေတဲ့နေရာတွေကိုရှင်းလင်းဖယ်ရှားရေးနဲ့
ပြည်내လွှဲပြောင်းမှုတိုးမြင့်ပြုလုပ်ရေးစားတဲ့အချက်တွေကိုထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အမေရိကန်ရဲ့အထူးဖွဲ့ကတော့မြန်မာလာအိုနဲ့ကမ်ဘောဒီးယားကတရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုအဓိကဦးတည်ဖော်ထုတ်သွားမယ်လို့ဝါရှင်တန် DC ရှိနေုံကပြောဆိုထားပါတယ်။ဒီချိန်ထဲမှာပဲစစ်ကော်မရှင်ကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ကကြားဖြတ်ရုံတွေရှိတဲ့ KK ဘက်ထဲကအဆောက်တွေကိုဖောက်ခွဲဖြိုချဖျက်ဆီးတာတွေလှုပ်ဆောင်နေပါတယ်။လက်ရှိမှာတော့ KK ဘက်ဝင်းထဲမှာလုပ်ငန်းဆိုက်6ခုရှိပြီးဆိုက်နှစ်ကအဆောက်အုံများစုပဲဖောက်ခွဲဖျက်ဆီးတာခံရတယ်လို့မြေပြင်သတင်းမြစ်တချို့ကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။အရှေ့တောင်အာရှတဝန်းရှိစိုက်ဘာငွေလိမ်ခန်းတွေကိုနှိမ်နင်းဖို့ Scan Center Strike Force ကိုချေမှုန်းရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးဖြစ်တယ်လို့အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ထို့အဖွဲ့မှာတရားရေးဝန်ကြီးဌာနမှရှိနေများ FBI အေဂျင့်များ Secret Service ကိုရှေ့ဝက်ထောက်လှမ်းရေးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိကြီးများပါဝင်နေတာဖြစ်ပါတယ်။အဆိုပါတပ်ဖွဲ့ဟာရှေ့တောင်အာရှမှာအဆိုးရွားဆုံးသောကျူးလွန်နေတဲ့လိမ်လည်မှုစင်တာများနဲ့၎င်းတို့ရဲ့ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးပြီးအနောက်ရှက်ပေးရင်ဖျက်ဆီးပစ်မည်တရားစွဲဆိုမည်ဖြစ်ရာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုအဓိကထားဆောင်ရွက်သွားမယ်လို့ကြေညာချက်မှာပါရှိထားတာဖြစ်ပါတယ်။2024ခုနှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဒေါ်လာ10ဘီလီယံခန့်လိမ်လည်ခဲ့ကြ၍တသက်တာစုဆောင်းထားငွေများဆုံးရှုံးဘဝပြတ်သွားသူအများပြားရှိလာခဲ့၍ယခုလိုပြက်ပြက်သားသားအရေးယူရန်ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဗိုလ်တော်တွေကအဆိုပါဂိုင်းများအားအကာအကွယ်ပေးနေတဲ့ DKB အဖွဲ့နဲ့ခေါင်းဆောင်များအားလုံးပါဝင်ပတ်သက်နေတဲ့ထိုင်းကုမ္ပဏီများအားလုံးကိုပထမအဆင့်အနေနဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်လိုက်ပြီလို့အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။စက်တင်ဘာလအတွင်းကစောချစ်သူရဲ့ကရင်အမျိုးသားတပ်ဆိုတာကိုလည်းအလားတူပိတ်ဆို့ဒဏ်ခတ်လာခဲ့ပါတယ်။လက်ထောက်ဗဏ္ဍာရေးဝန်ကြီးဂျွန်ဟာလီမာအဆိုပါငွေလိမ်ကမ်းများဟာမြန်မာစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်စွာကျူးလွန်နေတဲ့ပြည်တွင်းစစ်ကြီးအားလည်းကူညီအားဖြည့်ပေးနေကြောင်းအမေရိကန်သည်စိုက်ဘာရာဇဝတ်ကောင်များမြည်သည့်နေရာတွင်လှုပ်ရှားနေစေကမူလိုက်လံဖမ်းဆီးရန်နဲ့အမေရိကန်မိသားစုများကို၎င်းတို့ရဲ့ခေါင်းပုံဖြတ်မှုများမှာကာကွယ်ဖို့အတွက်မိမိတို့ပိုင်ဆိုင်တဲ့ကိရိယာအလုံးကိုဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လိမ်လည်၍ရလာတဲ့ငွေတချို့က DKB ထိန်းချုပ်ထားတဲ့ KK ဘက်အတွင်းမှာရှိတဲ့ထိုင်ချန်လို့အမည်ပေးထားတဲ့ဌာနချုပ်ကိုရောက်ရှိသွားတယ်လို့အမေရိကန်ကယုံကြည်လျက်ရှိပါတယ်။အမေရိကန်ဟာအဆိုပါဂိုင်းတွေကိုဖြိုခွင်းဖို့အတွက်မြန်မာစစ်အုပ်စုအားတွယ်ဝိုက်ဖိအားပေးခဲ့တော်လဲ၎င်းတို့ဘက်ကအပေါ်ယံဟန်ပြလူကြားကောင်းအောင်လုပ်ပြပြီးလိမ်လည်လာခဲ့တာကြောင့်အမေရိကန်မှအုံနယ်ချင်းနဲ့ပါဝင်ပတ်သက်ရန်ဆုံးဖြတ်လိုက်ပုံလည်းရပါတယ်။စစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးတန်းဆွေမှကြောက်လန့်တရားဖြင့်ရန်ကုန်ရှိတန်တမန်များကိုဖိတ်ခေါ်ပြီး KK ဘက်ရှိအဆောက်အဦပေါင်း625လုံးရှိတဲ့အနက်148လုံးကိုဖျက်ဆီးပြီးဖြစ်ကြောင်းဆက်လက်၍လည်းလှုံ့ဆော်သွားမယ်ဆိုတဲ့အခြေအနေအမှန်ကိုမိမိတို့အစိုးရများထံတင်ပြပေးကြပါလို့တောင်းဆိုသွားခဲ့ပါတယ်။စစ်အုပ်စုကဖျက်ဆီးမှုတွေကိုဟန်ပြတာလှုံ့ဆော်ခြင်းဖြစ်ကြောင်းတရုတ်ဂိုင်းကောင်းဆောင်များထိခိုက်ခြင်းမရှိဘဲလွတ်မြောက်သွားကြောင်းနဲ့၎င်းတို့ရဲ့မဟာမိတ်ဖြစ်တဲ့နေဆောင်ဆောင်တဲ့ BGM မှတစ်ဆင့်ဒေါ်လာဘီလီယံပေါင်းများစွာအကျိုးမြတ်ရရှိနေကြောင်းနဲ့စောချစ်သူအားအဘဲကြောင့်အရေးမြူပဲလွတ်ထားရတယ်ဆိုတဲ့ကျဲကျဲပြန့်ပြန့်ဝေဖန်လာမှုတွေကိုဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ARD သတင်းကသုံးသပ်ထားပါတယ်။အမေရိကန်ဘက်ကမြန်မာအားဗင်နီဇွဲလားကဲ့သို့လှုပ်လာမလားလို့မြည်သူမှတက်အသေးချာမပြောနိုင်တဲ့အပြင်တရုတ်တို့ရွှေလိုဥကအရေးတကြီးလှုပ်လာနေတဲ့မြန်မာစစ်အုပ်စုဟာလည်းအမေရိကန်ရဲ့ခေါင်းစဉ်ပြောင်းတက်လာတဲ့ဖြေရှင်းမှုနဲ့ရင်ဆိုင်လာရဖို့ရှိနေပါတယ်။၎င်းတို့နိုင်ငံသားများလိမ်လည်ခံရတဲ့အတွက်တရုတ်အစိုးရမှရှမ်းမြောက်ဒေသတစ်ခုလုံးကိုစစ်ရေးရာထိန်းချုပ်ပြီးအဆိုပါဂိုင်းများအားနှင်ထုတ်လိုက်၍ထိုင်းမြန်မာနယ်စပ်သို့ပြောင်းရွှေ့လာခြင်းဖြစ်ရာအမေရိကန်ဘက်မှလည်းမိမိတို့ကအဘက်ကြောင့်ထိုးထိုးလုပ်၍မရနိုင်ရတဲ့လို့မေးခွန်းထုတ်လာပုံရပါတယ်။ဒီနှစ်အတွင်းဒေါ်လာ10ဘီလီယံဆုံးရှုံးနေမှုကငွေမျက်နှာသာကြီးတဲ့ဒေါ်နယ်ထရန့်ဖို့တော့မျက်လုံးပြူးစရာဖြစ်လာရပါတယ်။ထို့အတွက်ကြောင့်စောချစ်သူဟာအနေနဲ့အမြန်ဆိုသလိုအမေရိကန်တို့မူရစ်ကုန်ကူးမှုနဲ့အလို့ရှိနေတဲ့ပနာမစစ်ကောင်ဆောင်နော်ရီကာကဲ့သို့ဂျမာဆိုနဲ့အနေနဲ့အမြန်ဆိုသလိုကြုံလာရဖို့ရှိနေတယ်လို့ခံမှန်းချက်များထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံကလည်းရွှေကုတ်ကိုရှိအွန်လိုင်းငွေလိမ်ကိုင်းများအားကြိုးကင်နေတဲ့ရှိချင်းချမ်းအားတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ ARD သတင်းမှာတော့ယခုခါတရုတ်အာဏာပိုင်တွေကရှီကျင်ကျမ်းမှတစ်ဆင့်စောချစ်သူမိများအတိုင်းအတာထိပါဝင်ပတ်သက်နေတာကိုအတိအကျသိရှိရတော့မှာဖြစ်တာကြောင့်စောချစ်သူအားအမေရိကန်တို့ထပ်ပင်တရုတ်ဘက်ကအရင်လက်ဦးမှုရယူနိုင်တယ်လို့ရေးသားထားပါတယ်။ထို့သောရေးသားများကိုရိပ်စားမိပုံရတဲ့ BGM ခေါင်းဆောင်စောချစ်သူက၎င်းတို့လုတ်ဖော်ကိုင်ပကြီးလွတ်မြောက်ကြောင်းကျမ်းမာစီကြောင်းစူတောင်းပွဲကိုပင်အခမ်းအနားနဲ့ပြုလုပ်ပြီးနှုတ်ဆက်ထားရန်တွဲဝိုက်တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။မင်းအောင်လှိုင်အဖို့ကလည်း
ရွေးကောက်ပွဲစရုပ်ဖြင့်လိန်ဖို့ပင်စိတ်အေးလက်အေးလုပ်ရမရဖြစ်လာနေပါတယ်။၎င်းတို့အုပ်စုကထို့သောလိန်ညာများပြည်ပအာကိုဖြင့်တစ်သက်လုံးလှုပ်ရှားသွား၍ရမယ်လို့ယူဆနေခြင်းကပင်အံ့ဩစရာဖြစ်နေရပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမည်